ရေကိုကြည်တိုင်းတောက်လို့ရမယ်လို့ထင်နေကြလားအဲ့လိုထင်နေတော့အရန်ကိုအန်ရရှိတဲ့အမားကိုပြုလုပ်နေပြီကြည်လင်နေပေမဲ့တန်ရှင်းမှုမရှိတဲ့ရေတစ်ခွက်မှာဘက်တီးရီးယားတွေတန်းနဲ့ချီပြီးပါနေနိုင်တယ်အဲ့ထက်မှာဝမ်းပြက်စီနိုင်တဲ့ eco line လိုပိုးတွေအသက်သေဆုံးတဲ့အထိဖြစ်စေနိုင်တဲ့ကာလဝမ်းရောဂါလိုပိုးတွေအများကြီးပါနေနိုင်တမိုင်းမှာလည်းမတတ်တဲ့ရေကိုတောက်မိလို့အဆုလိုက်အပြုံလိုက်တည်ခဲ့တာတွေဟာအများကြီးရှိခဲ့ဘူးလေဒီတော့မတတ်တဲ့ရေကိုတောက်မိတာကအားလုံးထင်သားတာတက်ပို့ပြီးကြောက်ဖို့ကောင်းတယ်ဆိုတာကိုလူတိုင်းသိစေချင်လို့ပြောပြချင်ပါတယ်ပထမဆုံးရေကြီးထဲမှာအနုဇီဝပုံမွားတွေအများကြီးပါနေနိုင်တယ်အသေးကိုဒုက္ခပေးတဲ့ virus တွေလည်းအများကြီးပါနေနိုင်တယ်တတိမထားမိလောက်ပဲကဘာပေါ်မှာတရက်ကို9နှစ်အောက်ကလေးအယောက်1000လောက်ကနေ့စဉ်ဝမ်းပြက်ဝမ်းလျှော်ယောဂါနဲ့သေဆုံးနေကြတယ်ဆိုတော့ရေကြီးတိုင်းတောက်လို့မရဘူးဆိုတာကိုသိစေချင်တာ2010တုန်းကဆိုရင် UN ကြောင့်လူ1000လောက်အစုလိုက်အပြုံလိုက်ကိုတည်ခဲ့ဦးတယ်ဖြစ်ပုံကဟေဒီငလင်လုတ်ပြီးနောက်ပိုင်း UN အဖွဲ့ကကူညီဖို့ဆိုပြီးရောက်ချလာအဲ့ဒီမှာစခန်းချတဲ့နေရာကအငြိအကျေးတွေဆွပစ်တာကနေစတာပဲအဲ့ဒီချိန်သူတို့စခန်းချတဲ့နေရာကအငြိအကျေးတွေကိုစနစ်တကျမစွန့်ပစ်တော့မြစ်ထဲကိုရောက်သွားရောဖြစ်ချင်တော့အဲဒီနိုင်ငံမှာကာလာဝမ်ယောဂါမဖြစ်တာကလည်းနှစ်ပေါင်း100ကျော်နေတဲ့ခါကျတော့သူတို့မှာတဘာဝကိုခံစွမ်းအားဒီယောဂါကိုတိုက်ဖြတ်နေတဲ့ကိုခံစွမ်းအားကလည်းမရှိဘူးဖြစ်နေတယ်ရေစနစ်တွေကလည်းငလင်လှုပ်တဲ့ခါကျတော့အဲ့မှာအကုန်ပျက်စီးသွားတော့မြစ်ရေကိုပဲသူတို့ကအောက်ကူးနေရတဲ့အချိန်ဖြစ်တယ်ဒီတော့ယောဂါကအမြန်ပြန့်သွားပြီးတော့လူပေါင်း8သိန်းကျော်လောက်ကိုကူးသွားတယ်။စည်ရင်ရပဲလူ1000ကျော်လောက်တည်ဆုံးခဲ့တယ်။ဒါကို UN ကတော့နောင်6နှစ်လောက်ကြာမှဝန်ခံပြီးတော့မတန်ရှင်းတဲ့ရေကိုတောက်မိလို့ရှိရင်ဘာတွေဖြစ်နိုင်မလဲဆိုပြီးတော့ပြီးခဲ့တဲ့သင်ခန်းစာတစ်ခုဖြစ်တယ်။ဒီနေရာမှာနောက်ထပ်သိထားမှုလိုတာကရေစူအောင်တည်လိုက်လို့ရေထဲမှာပါတဲ့ဘက်တီးရီးယားတွေကတော့တည်သွားမယ်။ဒါပေမဲ့ရေထဲမှာပါနေတဲ့ပျော်ဝင်နေတဲ့ chemical တွေကတော့ပျက်စီးသွားမှာမဟုတ်ဘူးသူ့ကိုစူအောင်တဲတဲ့ခါကျတော့ရေတွေကအငွေ့ပြန်သွားပြီး chemical တွေဓာတ်တိုးလာတာပဲဖတ်တယ်မယ်အဲ့ဒီထဲမှာ arsenic လိုမျိုးကြောက်လွာတွေကပါလာတဲ့ chemical တွေကိုပိုတည်ထားရမယ်ဘင်္ဂလားဒေ့ရှ်မှာဆိုရင်ဒီဖြစ်ရကြောင့်လူတွေအခုတည်းကတည်နေရတော့မယ်ဖြစ်ပုံကသူတို့စီမှာရေမတန့်တော့ဝမ်းရောဂါအကြီးကျယ်ဖြစ်တယ်ဖြစ်တော့အစိုးရကကန်ရေမတန့်လို့ရှိရင်မြေရောက်ရေသုံးမယ်ဆိုပြီးတော့ရေတွင်းတွေကိုတန်းနဲ့ချီပြီးတနိုင်ငံလုံးပတ်တူးရောခဏတော့ဝမ်ယောဂါနဲသွားပြီမဲ့ကြားကြောက်လို့ရှင်ကိုရှင်ကြားတဲ့ဆိုးဆိုတဲ့အဖြစ်ကိုကြုံလာပါလေရောနှစ်ပေါင်း20လောက်လဲကြာရောအစုလိုက်အတုံလိုက်ကင်ဆာယောဂါတွေစဖြစ်တယ်တစ်နှစ်ကိုကင်ဆာယောဂါကြောင့်လူက4500နီးပါးလောက်စတည်တော့တာပါပဲဒါကသူတို့တူးခဲ့တဲ့ရေတွင်းတွေမှာပါတဲ့အာဆင်းနစ်ကြောင့်ဖြစ်နေတာအဲ့ဒါကိုလည်းနှစ်ပေါင်း20လောက်သူတို့တွေအစိတ်ကိုတောက်နေကြမှသူတို့ကိုသူတို့မသိကြဘူးဒါကြောင့်ကမ္ဘာအကြီးဆုံးအစုလိုက်အတုံလိုက်အစိတ်တင်တယ်လို့သတ်မှတ်ခံထားပြီးဒီနေ့ဒီလေဘင်္ဂလားဒေ့ရှ်ရဲ့လူကြီးတန်း30လောက်ကဒီလိုပဲတောက်နေကြတော့မှာဒါကလူချက်ချင်းသေဆုံးနေတာမဟုတ်ပဲအချိန်ကြာလာမှသေဆုံးတာဖြစ်လို့ချိန်ကြိုက်ဘုံဆိုပြီးတော့မှပေါ်ကြပါတယ်ဒါပြင်မြန်မာနိုင်ငံမှာလည်း AR လိုနေရာမျိုးမှာလည်းအာဆင်းနစ်ပါတတ်လို့တတိကြီးထားဖို့တော့လိုအပ်ပါတယ်နောက်ပြီးထုံးတက်အရန်များတဲ့ရေကိုကြာတောက်မိရင်လည်းကြောက်ကအန်ရီတွေဖြစ်နိုင်တယ်ဒါကြောင့်ကိုတောက်တဲ့ရေကကြီးနေတာမှန်ပေမဲ့ရေထဲမှာ chemical တွေဘက်တီးရီးယားတွေအများကြီးပါနေတာမဟုတ်တေးသေးချာချာစစ်ဆေးပြီးတော့မှတောက်သုံးတင်ပါတယ်။ဒါကြောင့်ရေကြည်နေတယ်ဆိုပေမဲ့ဘာတွေပါလဲဆိုတာကိုကျွန်တော်တို့မသိနိုင်ပါဘူး။သေချာတာကတော့ဓာတ်ခွဲကပို့ပြီးဆန်းသက်တာအကောင်းဆုံးပဲ။ဒါပေမဲ့ရေမှာပါနေတဲ့ဓာတ်သတ္တုတွေကိုအနည်းဆုံးအကြမ်းမြင့်ဆန်းလို့ရတဲ့မီတာလေးပေါ့ TDS မီတာဆိုတာမျိုးလေးရှိတယ်။ဒီလို TDS မီတာမျိုးလေးပေါ့။ကိုယ်ရေထဲမှာဘယ်လိုဓာတ်သတ္တုတွေပါနေလဲဘယ်လောက်ပမာဏအများစားပါဝင်လဲဆိုတာအကြမ်းမြင့်သိရတာပေါ့။ဒါပဲပြောကိုတောက်သုံးမဲ့ရေကိုသုံးဆွဲမဲ့ရေကိုတော့အနည်းဆုံးအကြမ်းမြင့်တော့သိထားတဲ့လို့ကျွန်တော်ထင်တယ်ဒီလို TDS မီတာမျိုးလေးဆိုရင်ဒါလေးကိုဖွင့်ပြီးတော့ပါဝါလေးဖွင့်ဒီလိုလေးတိုင်းကြည့်လို့ရှိရင်ရေမှာအခုရေမှာဘယ်လောက်ပါနေလဲဘယ်လောက်ထိရှိလဲ TDS က50အောက်မှာလား60အောက်မှာလား100အောက်မှာလားဒါပေမဲ့ကျွန်တော်တို့ WHO ကသတ်မှတ်ထားတဲ့ standard ကတော့ TDS 900အောက်ဆိုလို့ရှိရင်တောက်သုံးလို့ရရလို့သတ်မှတ်ထားကျွန်တော်တို့ local မှာတော့အများစုကသောက်ရည်တန်ဘူးတွေမှာပါတဲ့ရေပမာဏကတော့ TDS 100အောက်မှာ50အောက်မှာတောက်ကြပါတယ်ရေရလဲ50အောက်လောက်တောက်တော့ပိုပြီးချူတာကိုတောက်လို့ကောင်းတာဒါကြောင့်ကိုသုံးဆွဲမဲ့ရေတန်လားမတန်လားသတိရှာတိရှိစေခြင်းနဲ့နောက်တစ်ချက်ကကျွန်တော်တို့ချစ်ခင်ရတဲ့မိသားစုတွေကျွန်တော်ချစ်ခင်ရတဲ့ဒိုင်းဝိုင်းတွေအားလုံးသုံးဆွဲမဲ့ရေကိုလည်းကျွန်တော်တို့ကဂီးတစ်ဆိုင်နဲ့တယောက်နဲ့တယောက်အကြံပေးရှမ်းလုပ်ပြီးတော့လုပ်စေခြင်းနဲ့ကဲမြန်ရေနဲ့ပတ်သက်လို့အခက်အခဲစုံတရားရှိခဲ့ရင်သိကျင်တာများရှိခဲ့ရင်ကျွန်တော်တို့မေးမြန်းလို့ရပါတယ်အမြန်ဆုံးအတက်နိုင်ဆုံးကြိုးစားပြီးတော့အကြောင်းပြန်ပေးပါဓာတ်ရိုက်လည်းဖုန်းဆက်လို့ရပါတယ်ကျွန်တော်ကတော့ဦးမျိုးမြင့်မှာကျွန်တော်ရေတန်းလုပ်ခဲ့တဲ့တွေ့ကြုံလေးတွေကိုပြန်လည်မျှဝေပေးခြင်းပဲဖြစ်ပါတယ်